Dewadi dewa dewanam dewadana wa buzida Dewadi dewa dewanam dewadana wa buzida Dedayidwa bagarana yamagan thuda dayamo Adado damado siwa gambirata tha dadayam Anandarama wiro tadama iti tadamo Adanam nama namina nama arupa nirodano Dede diyadi gambira nayamandida dedana Dewadi dewa tamudina upabadina Vaidodina dogo abhinyan sato gondo pye Talondo vaidodina philo muavithato Devadana wa buzito Tejazajito nabha Tejazajito nabharata sajito adurindoti Puzo athato Laudata yamota jinsinje toko noko Songzi jinjao Kaya nayama Wazita yama uto parimokha tanwaratila Indri doko songzi jang jito indriya tanwaratila Seiko songzi jang jito sindata yama uto Tamadile shirong wabithato Mahaviro jimyato longla wariya shirong wabithato Hindi tadama vipati sajito Shibhaya jindogo thao yue Kone sumyao iti pitong wabithato Nama rupa nirodano ajong tamodaya desago Chose jin abhin One ajong winto na yodogo chose no mubito Bhagava Myaswa Bhagava Tholoka Thoda Tabinyo Myaswa Bhayachinli Dewanam Dandangdo Sijawalama Suwi Lado Nabyama Dua Yamagapa Bhagarana Yamajan Dinaro Myako Dedayidwa Hondo Mubiwe Adhado Yamajango Hoya Kalama Naunai Adado ane adibe abhin lagaw Dhammado ziwa balido abhin lagaw Gambirata ne do abhin lagaw Tata do yamajan Anandara ajamenai Ladama khwana jam yaw phit tho Adi gambira nayamandida dedana alon ne do nido phin dasa sanya do dedana do phit tho Name nabadana nama ami nama badan ami shi tho Yam bagarana jang dedana do myat ko badan dedana do myat ko Dede di ho lo mu bi Dam bagarana do badan jang do ji ko Dambagaranam do badam chando jigo wa Pagadam bagaranam do payidaya do myat jigo Andaya jimyo bayada vido di Meyamagam indu inda myudu myuda nedu neda gavadu gavada di Wandami Dade daga jonge twamo jongla di khai udu O phin dai yue ne la twa chi ko karo ba do di Myat Swa Phaya Nana Bhagarata Nani Bodhi Danita Muni no Anandaya Badana Wani Ananda Gosara Ida I Ananda Naya Tamanda Badan Jando Myat Jinai Moni na moni do tin baya chin di
နာနာပဂရဌာနာနိဟိတုအာရမဏသတိမြတ်စွာအကြောင်းအရာတို့ကိုဟောရိဒာနိသဗ္ဗညုတာဉာဏ်တော်သာဖြင့်ဥစွာကြားနာသိပြီးမှလျင်မြာလဝေနေသိစေတော်မူခဲ့လေပြီအနန္တဂောဇရံအဆုံးမကြီးကုံအောင်သိသည့်ဉာဏ်တော်ဤသာကျစ္စာရာဖြစ်သောဒါနဒနယံအနန္တောအနန္တရဒါနန္တရနယပဒနာမြာမြောင်းပေရဲ့ဤဆုံးကျွယ်သားကြည်ကျင်မြင့်မောက်ထိုပဋ္ဌာန်းကျမ်းတော်မြတ်ကြီးကိုဝန္ဒေတသက်တကကြုံငယ်စွာမို့ကြုံလာသည်ကဥဖြင့်တရွယ်နေကြစွာကရောပါတော်သည်မြတ်စွာဘုရားနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနှလုံးသောညဗျာမပေါင်းတို့ကိုဥစွာပထမဗိမာန်ကပြုမှာဖြစ်ပါတယ်ညဗျာမပေါင်းတို့သည်နန္ဒစကြာဝဠာရှိကြဘုံသောနတ်ဗျာမပေါင်းတို့အားသမန္တစကဝလေသောတရကိသံတို့ဒေဝတာအာဓမ္မမုနိရဇတာသုဏတုသေကမောက္ခန္တံဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာသမန္တာမြေကြီးရှားရည်တိတာနှင့်ဒီပါလေးကျွန်းမြတ်မိုးထွန်းသာစဝံအသွင်ဤစကြဝဠာဤထဝံကျင်မှစေကဝါလေသောယူဇနာပေါင်း7,200အမြင့်ဆောင်သောတောင်စကြဝဠာကာယံကြောက်ဆိုင်ဝံ၍ကာယံကြောက်ဆိုင်ဝံ၍ဝိုင်းသောတိုင်းသဇာတိပေါင်း1,000သောလောကဓာတ်တို့၌ဝတန္တာဒေဝတိကုံအင်းဆုံးကြီးမြနေထိုင်ကြကုန်သောဒေဝတာအာနာလွန်မုဒ္ဒကိုကြီးမြတ်နတ်နတ်တို့သည်တန္တရာပရိတယတော်မြတ်ယုပတရဆရာဤနေယဌာနသို့အာဂေသံတို့အာလုံးပေါင်းယုံအမြတ်တရာပွားလည်းရဲ့တရားတော်နာလာရောက်ကြပါကုန်လောမုန်ဒီရာဇတအရဟံတသဝကနှင့်ပြစ္ဆေကမုန်ဒီစရှိသောမုန်ဒီတကတို့ဤထိပ်ပံယဟန်တကတို့ဤတရဘုလူတကတို့ဤသင်္ကြနတ်တကတို့ဤအစဉ်တန်းစာမြမတို့ဤဥရှောင်းငါမအောင်သောမင်းကောင်းမင်းပြမင်းတရားကြီးဘုရားဤသေကမောကတံနဝေဇယံဝေကတံဖြင့်နိရပံရွှေပေါင်းဇေယခုံသို့လုံးစီလေသောအကျုပ်ကိုပိတတသောအရမံတံဝိဇနာမာနတတ္တမနှင့်ပါဒတကုံအင်းဆုံးညညောထုလွတ်အကျော်ပရိတရာတော်ဆွမ်းသောတရားတော်မြတ်ကိုသုံးနာတုမိစ္ဆာဝိတ္တမဉ္ကြီးချက်ပဲပြည့်နေအာယုံမတ္တနာယူကြပါကုန်လောပါရန္တာတောင်းတိုက်စကြဝဠာထဲဝလာမညီညာဖြပြရောက်လာကြကုန်သောဒေဝအိုနတ်မြမပေါင်းတို့အယံကာလောဓမ္မသဘင်စင်ပါကြဤခသမယတိဓမ္မသဝနာကာလောကုသိုလ်စိတ်ရှင်ဇောအစဉ်ဖြင့်ကြည်ချွင်လေးမြတ်နာကြအရာမင်္ဂလာကာကြီးပါပေ၏ဓမ္မသဝနာကာလောကုသိုလ်စိတ်ရှင်ဇောအစဉ်ဖြင့်ကြည်ချွင်လေးမြတ်နာကြအရာမင်္ဂလာကြီးဖြစ်ပါပေတည်း
ယေတန္တသန္တာစိတ်တတိတရဏတရဏဧတလောကံတရေဝဘုံမာဘုံမာသံဒေဝဂုဏဂနာဂာနာပြဝတ္တသဗ္ဗကာလံဣတိအာယံတုဒေဝဝရဂဏဂမယေမေရုယဇေဝတံတောသံတောသဟိတောမုဏိဝရဝဇနံသောတောမေကံသမက္ကာအဘိတုသကဝါလိတုယက္ခဒေဝဇမြမနောယံအမေကတံဘုံညံသဗ္ဗသံပတ္တိတတကံယံတုမေဟိကတံဘုံညံသဗ္ဗသံပတ္တိတတကံသာဘိတံနုမောဒိတဝါသမက္ကာသတနိရတ္တာပမာတရာဟိတာဝန္တုအာရခသုဝိသေတတောသာသနာသသလောကသဟုတ်တိဘဝတုသဗ္ဗတာသာသနံပိဇာလောကိသဒေဝရကံတုသဗ္ဗတာအတိဝန္တုသုခိသဗ္ဗေပရိဝါရိအတ္တနောအနိဂသုမနဝန္တုသာသဗ္ဗေညာတိပိရာဇတောဝါသောရတောဝါမနုဿတောဝါမနုဿတောဝါဧကိတောဝါဥဒကတောဝါဣဒသတောဝါကနုကတောဝါတန္တကတောဝါနေကတတောဝါဇနပတရောဂတောဝါအတန္တမတောဝါအတန္တိတိတောဝါအတ္တပုရိသတောဝါဇာနာတိအတ္တမိကာ ဂောဏဂောရအိဝေဇိကမဏိတပ္ပတိပိဧဇာတရဇာသုခရမဟိန္တာယက္ခရကတာတိနာနာဘယတောဝါနာနာရောဂတောဝါနာနာဥပဒဝါတောဝါအာရကကဏန္တုမင်္ဂလသုတ်တရားတော်မြတ်ကိုနာယူမှတ်သားကြောင်းဖြစ်ပါတယ်မင်္ဂလဆိုတာမင်္ဂလံပါပံလုံနာတိစေနတိတိမင်္ဂလံတဲ့မကောင်းသောအာဟုသူတွေကိုတမ်းမြက်ပိတ်ပင်ဖြစ်စည်းပြီးတော့ကောင်းကျိုးတွေကိုဖြစ်ထွန်းတာမင်္ဂလာလို့ခေါ်တယ်ပရိတယဆိုပြန်တော့ပရိသမန္တတော့ဗယံတရတိရခတိတိပရိဒံကြာရောက်ဆဲကြောက်တံဖြစ်သောဘိဗအန္တရယံဆွေမန္တမြတ်ဒေဝတမ်းမြက်ပိတ်ပင်ပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ထွန်းစေတဲ့တွေ့တာကြောင့်ပရိတယလို့ခေါ်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကအမင်္ဂလသုတ်တံကိုစပြီးတော့လူနဲ့ဗျာမတတ္တဝါတို့ကောင်းကျိုးတွေဖြစ်ရန်အတွက်ရည်ရွယ်ကာဖြင့်မိန့်တော်မူခဲ့သောမင်္ဂလသုတ်တံတရားတော်ယမင်္ဂလာတွတ္တတယေစိန်တယိန်တုတတ္တဝကဟောဒနံနာတိကိသံတိထာသင်သင်္သမင်္ဂလံဒေတိတံဒီဝဒေဝိနသဗ္ဗပါပဝိနာတနံသဗ္ဗလောကဣတတယမင်္ဂလံတမနာမဟိဧဝမေသုတံဧကံသမယံဘဂဝတာဝတိယံဝိဟရတိဇေဒဝတိအနာတဗိနိကသအာရမေသာဂောအညတရာဒေဝတာအဘိကန္နာယရတိယအဘိကန္နဝနာကေဝလာကပ္ပံဇေဒဝနံဩပသိတ္တဝယေနဘဂဝါတေနုပသင်္ကာမိဥပသင်္ကာမိတ်တွာဘဂဝန္တံဘိဝါဒိဋ္ဌာဧကမန္တံအထာတိဧကမန္တံထိတခောသာဒေဝတာဘဂဝန္တံဂါထာယဣဇပါတိဗုဒ္ဓေဝမနုဿာသမင်္ဂလာနိအစိနေယောအကိင်္ဂမနံသောတနံဒွိမင်္ဂလမုဒ္ဓမံအဒေဝနဇဘာလနံပန္တိဒါနိဇဒေဝနာဥဇာဇပူဇာနေယနံဣဒံမင်္ဂလမုဒ္ဓမံတပတိရူပဒေသဝါသောဇပုပ္ပေဇကတပုညတအတ္တသမပဏိတိဇဣဒံမင်္ဂလမုဒ္ဓမံဘာဝတေစိဇာသေပိဇဝိနယောဇသုတေခိတောသုဘာတိတဇာယဝါဇာဣဒံမင်္ဂလမုဒ္ဓမံမာတာပိတုဥပါဒနံဗုဒ္ဓဓာရတသင်္ဃဟောအနာကုလဇာကမ္မန္တာဣဒံမင်္ဂလမုဒ္ဓမံဒါနိဇဓမ္မစရိယာဇညာတကနိဇသင်္ဃဟောအနဝိဇာနိကမ္မာနိဣဒံမင်္ဂလမုဒ္ဓမံအာရတိဝိရတိပါပါမိဇဘာနာဇအတယမော